ရုံးမှာပြောဆုံးချိန် ပြောလို့ရှိရင်အလုံးမလုံးပါအချင်းရုံမှာပြောဆုံးချိန်ကလားသမီးစားတဲ့ချိန် ထမင်းစားနေရတဲ့အချိန်တခုခုစားနေရတဲ့အချိန်ပြောဆုံးပဲ အဲ့လိုစားနေရတဲ့အချိန်ပဲ အော်ဒီတင်းမစားတာတိတ်ပြီချိန် ကျွန်တော်အစားသမားစားနေရပြောစိတ်ချင်း ဟုတ်စတဲ့ဟာရုံးမှာပြောဆုံးချိန်စနေနေ့ အော်ဒီနေ့ဂျင်းမချိုးတော့ဘူး ကိုကြီးကမသိတာဘယ်သူမှမသိဘူး ရုပ်စနေချိန် 9 နာရီခွဲ ဘာလို့ရုံးမပြ မလားလို့ ရုံးမှာပြောဆုံးချိန် ပြောလို့ရှိရင်အလုံးမလုံးပါအချင်း အလုံးကအချိန်စားရတဲ့အချိန်လေးစနေနေ့ကျတော့အရင်စားရတယ်အဲ့ချိန်ပြောဆုံးပဲ မပြလို့ရလား။ဟာလေမတ်စတယ်လာနဲ့ကိုလိုဝီလာကအပြင်ထွက်လာရင်ပြောတာ။အလုံးလုံးတော့သူတို့အားကြောင်ပြရတော့